ကတော့ဒါ88ကာလပေါ့ဖြတ်တန်းခဲ့တဲ့ပေါ့နော်ဘာကြောင့်ဖြစ်ခဲ့လဲရှစ်လေးလုံးတော်လှန်ရေးကြီးဘာကြောင့်ဖြစ်သွားပြီးတော့မှဘယ်လိုဖြတ်တန်းခဲ့လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြခဲ့တာဒီတစ်ခေါက်ကြတော့ရှစ်လေးလုံးတော်လှန်ရေးနဲ့ဆက်ဆက်ပြီးတော့မှရှစ်လေးလုံးတော်လှန်ရေးအပြီးမှာဘာတွေဖြစ်ပျက်သွားလဲဆိုတဲ့တမိုင်းကြောင်းကိုပြောမှာနော်နိုင်ငံရေးမဟုတ်ဘူးနိုင်ငံရေးရှုထောင့်ကနေပြောတာမဟုတ်အဲ့ဒီခေတ်တုန်းကလူတွေဘယ်လိုဖြတ်တန်းနေသွားလဲဘယ်လိုဖြစ်ပျက်နေလဲဆိုတာအဖြစ်ပျက်တွေကိုပဲတမိုင်းကြောင်းအနေနဲ့ပြောပြတာနော်ဟိုနိုင်ငံရေးရှုထောင့်ကနေပွဲရှာမဲ့သမားတွေကိုကြောက်တယ်နော်နိုင်ငံရေးရှုထောင့်ကနေပြောမှာတချို့တွေကတာဇန်နေနိုင်ငံရေးလုပ်တယ်နိုင်ငံရေးဖြစ်တယ်ဆိုပြီးပြောတာဒီခေါင်းစဉ်ကပြဿနာရှိတဲ့ခေါင်းစဉ်အမှကျမကိုပြဿနာရှာတဲ့လူတောင်ရှိသေးနဲ့ဒါတောင်းသားကိုစော်ကားတာဘာညာဆိုပြီးပွဲရှာနေတဲ့တကယ်ထွက်လို့လာတဲ့ဆိုတော့တကယ်ဂျပန်ကိုထွက်တဲ့လူတွေလည်းရှိတယ်အဲ့ဒီခေတ်ကာလတုန်းကထွက်သွားတဲ့လူတွေရှိပြန်မလာတဲ့လူတွေလည်းရှိတယ်ဒါကျမအိမ်ဘေးမှာအဲ့ဒီအကိုကြီးကိုမြင်ခဲ့ရတာဒါဆိုပြောပြတာအမောဘူးစော်ကားတာလားဘာလားမအားလားရောဘာရောညာနေတယ်ကျမကိုလာပြီးဆဲတဲ့သမားလည်းရှိတယ်အဲ့တော့တခါတည်းပြောပြလိုက်မယ်ပွဲရှာဖို့မဟုတ်ဘူးဒါတမိုင်းကြောင်းအဖြစ်အပျက်လေးကိုပြန်ပြီးပြောပြတာပဲရှိတယ်နော်အဲ့တော့ရှစ်လေးရေခီပြီးသွားတော့ပေါ့ပြီးသွားတော့အဲ့လိုသနပ်ပြပွဲတွေမရှိတော့ဘူးပေါ့ကွယ်အဲ့ဒီကာလပြီးရခါမှာ1988ကနေ1991ကာလမှာဆိုဒါကျောင်းတွေပိတ်သွားတယ်အခြေခံပညာတော့တစ်နှစ်ပဲပိတ်တယ်မူလတန်းကျောင်းတွေထက်တန်းကျောင်းတွေထီကတစ်နှစ်ပဲပိတ်တယ်အဲ့တော့ကျမတို့တွေကမူလတန်းတက်တဲ့ကောင်မိန်းကလေးတွေလေကျောင်းမှုတွေဆိုတော့တစ်နှစ်အောက်တယ်ဒါတစ်နှစ်အသက်ကြီးသွားတယ်ပေါ့အဲ့တော့တစ်နှစ်အောက်တယ်လို့ခေါ်တာပေါ့နော်ဒါပေမဲ့တက္ကသိုလ်တက်ရတဲ့သမားတွေကျတော့3နှစ်လောက်တောင်းမတက်ရပဲနဲ့ဝီလီလီတွေဖြစ်ကုန်ကြတယ်အဲ့တော့အဲ့ဒီအရွယ်20 18 20အစိတ်ပေါ့အဲ့ဒီအရွယ်တွေပေါ့အဲ့ဒီအရွယ်တွေကဝီလီလီဖြစ်ကြတယ်အဲ့ဒီကာလကအဲ့ဒီခေတ်အခြေအနေမှာကဘွဲမရရင်ဘာလုံးမလုပ်လို့ရနော်အဲ့တော့ဘွဲရမှအလုပ်ခံတာဘွဲမရရင်မခံအဲ့တော့ဒီကြက်တူကျောင်းသားတွေက3နှစ်လောက်ကျောင်းပိတ်လိုက်တဲ့ခါကျတော့ဘွဲလည်းမရတော့ဝီလီလီကြီးဖြစ်နေရောအဲ့တော့ဘာလုပ်ကြလဲထင်ယောက်ျားတွေမိန်းမတွေယူရတာပေါ့အဲ့တော့ယူချတဲ့ခါကျတော့ကျောင်းကြီးပြန်ပွင့်တဲ့ခါကျတော့အမျိုးသမီးတွေကဝါကျောင်းပြန်မတက်တော့ပြန်မတက်နိုင်ဘာဖြစ်လို့လဲဆိုတော့ဗိုက်ကြီးနေကြပြီကလေးတွေငွေသွားကြပြီတော့3နှစ်လောက်ကာလဆိုတော့အိမ်အောင်ကြရတော့88မှာနေအိမ်အောင်ကြရတာဗိုက်ကြီးပြီးကလေးတယောက်ရနေရောဖြစ်နေရောဆိုတော့တချို့ကအိမ်အောင်ကြသွားတယ်အမျိုးသားကိုပဲကျောင်းပြန်တက်ခိုင်းပြီးတော့အမျိုးသမီးကငါတော့နောက်မှပဲတက်တော့မယ်ဆိုပြီးတော့မတက်တဲ့ကျောင်းကြခိုင်နှုန်းတွေရှိတယ်ကျောင်းသူတွေလည်းအများကြီးပဲဖြစ်ခဲ့တယ်ဒါအဲ့ဒီ88ခေတ်တော့ခေတ်အဲ့ဒီနောက်ပိုင်းမှာတော့ယောက်ျားယူမိန်းမယူတွေတအားများတယ်အဲ့တော့ချို့မယူတဲ့သူတွေကနိုင်ငံခြားကိုထွက်သွားကြတယ်မယူပြစ်သွားအဲ့ဒါဆိုအိမ်နောက်ကျသွားတာပေါ့နော်အဲ့တော့ကျမတို့ဒီထိုင်ဝမ်ဘက်ကလူတွေကြတော့ထိုင်ဝမ်ကိုလာတဲ့တချို့အန်တီကြီးတွေကြတော့အဲ့ဒီ88ကာလမှာအဲ့လိုဟိုဒီဒိုးရေးတွေဖြစ်ပြီးတော့ငြိမ်သွားပြီးခါမှာတို့ကထိုင်ဝမ်ကိုထွက်သွားအဲ့ဒီချိန်မှာထိုင်ဝမ်ကဒီမိုကရေစီဟိုကျင့်သုံးနေတာ1989မှာထိုင်ဝမ်ကဒီမိုကရေစီဆိုတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးသွားတယ်1989မတိုင်ခင်မှာတော့ထိုင်ဝမ်ကစစ်အုပ်ချုပ်ရေးကာလနဲ့တွားခဲ့တာအဲ့တော့မြန်မာနိုင်ငံနဲ့ဆိုရင်တော့ဗျောင်းမြန်ကြီးပဲเนาะဖြစ်ခဲ့တာအဲ့တော့1989မှာဒီမိုကရေစီကျင့်သုံးတော့89 88 89 90 91ဆိုတာထိုင်ဝမ်မှာကကဲရွှေခေတ်နိုင်ငံကြီးဖြစ်နေတာဘာလို့အဲ့ဒီမှာစက်ရုံအလုံးရုံနေတဲ့ဖွဲ့နေအစိုးရတအားကြီးပံ့ပိုးပြီးတော့နိုင်ငံခြားယင်းနှိမ့်မြုံနယ်မှုတွေလည်းအများကြီးရခဲ့တာဆိုတော့အဲ့ဒီကာလကိုဖြတ်တန်းခဲ့တဲ့လူတွေကထိုင်ဝမ်မှာကရွှေခေတ်ပေါ့နော်စက်ရုံတွေအရန်ပေါ်ပေါ့အလုပ်ကိုင်တွေအရန်ပေါ်ဆိုတဲ့ကာလကြီးကိုအဲ့တော့ဒီထိုင်ဝမ်မှာရှိတဲ့အမျိုးဆွေတွေကလည်းဟဲ့လာခဲ့လေဆိုပြီးခေါ်ကြပြုကြတယ်ဒီကျောင်းသူတွေလည်းပါတော့ငယ်ရွယ်တယ်ငယ်ရင်အလုပ်ပုံများပို့ရတယ်လေတော့ခေါ်ကြတော့ထိုင်ဝမ်ကိုရောက်သွားတဲ့သူတွေလည်းကျန်တာထိုင်ဝမ်သမားအတွက်ကိုပြောပြတာနော်ဒါဖြတ်သန်းခဲ့တဲ့သမားတွေပေါ့ကျွန်မဆက်စုထားတာနောက်တစ်ခုကြတော့တချို့စင်ကာပူထွက်သွားကြတယ်တချို့ကြတော့ဂျပန်နော်ဂျပန်မှာဘာပဲဖြစ်ဖြစ်ဆိုပြီးထွက်သွားတဲ့သူရှိတယ်နောက်တချို့ကြတော့တင်မောသားလိုက်ကြတယ်ယောက်ျားလေးတွေကြတယ်နော်တင်မောဟာဘာလုံးမှလည်းမရှိဘူးကွာဆိုပြီးတော့မှငါတင်မောပဲတက်ပါမယ်ဆိုပြီးတင်မောပေါ်တက်သွားတဲ့သူတွေကတင်မောသားကြီးတွေဖြစ်သွားကြတာပေါ့နော်အခုချိန်မှာတော့သူတို့တွေကတော့ငါကပတိန်တို့ဘာအဲ့လိုယာတူးတွေနဲ့အများကြီးဖြစ်သွားခဲ့ပြီနော်အဲ့ဒီကာနှစ်ပေါင်း38နှစ်အကြာမှာဆိုတော့ဖြစ်သွားခဲ့တယ်ဆိုအဲ့တော့အဲ့ဒီကာလနောက်ပိုင်းမှာ3နှစ်လောက်ကျောင်းတက်တော့ကျောင်းပြန်တက်တဲ့ရာဂိုင်းတော့100ရာဂိုင်းနှုန်းကနေ300ရာဂိုင်းနှုန်းထိပဲတဲ့ရှိခဲ့တာဆိုတော့အဲ့ဒီနောက်ပိုင်းဒါဒီ1991နောက်ပိုင်းမှာဆိုအစိုးရဒီကျောင်းသားတွေကိုမြို့လေကောင်မှမထားတော့ထိုင်စုတယ်လေဆိုရင်ဒိုးရေးဆိုရှင်းရခက်တယ်ဆိုတော့ကျောင်းသားတွေကိုလူအုပ်စုခွဲလိုက်တော့ဒဂုံတက်ကတူစောက်ပေးတယ်ဒဂုံမြို့ပြင်မှာသွားတက်အဲ့လိုလောက်တာတာဝတန်လျင်တာဝသွားအဲ့လိုတွေလောက်ပြစ်တာပေါ့နော်အကုန်လုံးအနောက်ပိုင်းတက်ကတူသွားပေါ့နော်အကုန်လုံးကျောင်းသားတွေကိုဒီမြို့လေကောင်ရန်ကုန်တက်ကတူမှာမစုထားတော့ဘူးဒီ institute တွေပဲစုထားတာ
စေတက္ကသိုလ်တို့ပညာရေးတက္ကသိုလ်လောက်ပဲနည်းနည်းစုထားတာတန်တဲ့လူတွေအကုန်လုံးခွဲဖြာလိုက်နောက်တစ်ခုကကျောင်းသားတွေကိုခွဲဖြာဖို့ဆိုပြီးအဝေးသင်တက္ကသိုလ်ဆိုပြီးတော့အဝေးကနေယူတယ်ပညာသည်အဝေးသည်မရှိဆိုပြီးတော့ပညာရေးကိုအဲ့လိုမျိုးလုပ်လိုက်တာပေါ့နော်လူကိုခွဲလိုက်တော့အလုတ်တက်ရင်းနဲ့ကျောင်းတက်ဆိုတဲ့သမားပေါ့နော်10ရက်နဲ့တက်မဲ့သမားကြီးတယ်သိပ္ပံသမားကြရင်တော့ assignment လေးကြီး practical လေးလုပ်ပေါ့နော်ဒီလူအုပ်စုကိုခွဲပလိုက်တာကျောင်းသားတွေစုစည်းလို့မရအောင်အစိုးရရဲ့ view ဟာခွဲလိုက်တာတဲ့နော်ငါသမိုင်းမှာရေးခဲ့တာဆိုတော့ရှစ်လေးလုံးမှာအကျိုးဆက်အနေနဲ့ပေါ်လာတာကအဝေးသင်တက္ကသိုလ်နော်အဝေးပညာသည်ဝေးသည်ကျမတို့လည်းအဝေးသင်နဲ့ပဲဘွဲရခဲ့တာစီးပွားရေးနဲ့ဘွဲရတာတခါတည်းလည်းပြောပြလိုက်အောင်မယ်စီးပွားရေးနဲ့ပတ်သက်လို့ဘာမှမသိစရင်တွက်ပေးပါဆိုရင်ဘာမှမတွက်ဘူးတော့အဝေးသင်နဲ့ယူထားတယ်ဆိုတော့ပညာရေးက quality ပေါ့ပြောရင်မပါဘူးကိုလည်းမတက်ဘူးလေဟိုလာကြောက်စရင်ချုပ်ပေးပါတော့မချုပ်တတ်ဘူးဘာစိတ်မှဆွဲပေးသွားဆိုကျွန်မမဆွဲတတ်ဘူးเนาะဒါမှဒါ econ နဲ့ဘွဲရခဲ့တာဒါပေမဲ့မတက်ဘူးဒါအမှန်ပြောတာเนาะဒါဟိုအဲ့ဒီမှာတော့အဝေးသင်ဆိုတာကျောင်းသားတွေကိုခွဲပြတာတကယ်တော့နိုင်ငံတကာမှာတော့အဝေးသင်ရှိမရှိတော့မသိဘူးဒါပေမဲ့ဒီမြန်မာနိုင်ငံမှာတော့အဲ့အဝေးသင်ဟာကျောင်းသားတွေကိုခွဲဖို့အတွက်အုပ်စုခွဲဖို့အတွက်လုပ်တဲ့တက္ကသိုလ်တစ်ခုအဲ့တော့ပြောပြတာတကယ်တော့အဲ့အဝေးသင်ဟာသမားတွေဘာမဲ့ယူဘယ်မေဂျာနဲ့ပဲယူတကယ်ရောတက်လို့လားတကယ်တော့ကျောင်းကို10ရက်လောက်နဲ့ပြီးသွားပြီးတော့ assignment တွေရေးစာအုပ်တွေကကူးချ assignment တွေမှာငိမ့် assignment လို့ဘာလို့ရေးကူးချပြီးတော့မှပဲပြီးသွားတာအဲ့ဒါအောင်မှအမှတ်တွေပေးပေါ့နော်တကယ်တော့စာအုပ်ထဲကိုလှန်ကြည့်တဲ့လူများရှိလားဒီမှာတော့တခါမှလှန်ကြည့်ခဲ့ဘူးတကယ်လဲတကယ်စာအုပ်ကိုကူးထည့်ရတာကိုဘာဟာဇနကနှလုံးမူပြီးကူးလိုက်ရတာပဲအဖတ်တယ်မယ်ဒါတော့ဝေးဝဲဟို date တက်တဲ့သမားနဲ့ distance နဲ့ကိုခွဲပလိုက်တာပေါ့နော်တချို့ကတော့အဝေးတင်တက်ဆိုပြီးဒါဆိုရရဲ့ဒါနောက်ပိုင်းတက္ကသိုလ်တွေခွဲတာဟာမဟုတ်ဘူးဘေးမှာသွားတက်တို့မော်လမြိုင်တက္ကသိုလ်သွားတို့စစ်တက္ကသိုလ်တွေလည်းခွဲပြလိုက်အဓိကတော့ကျောင်းသားတွေကိုပြန်စုစည်းပြီးအင်အားစုစည်းပြီးတော့ဒိုးရေးတွေပုံကံမှုတွေမဖြစ်အောင်ဒါတော့88နောက်ပိုင်းပညာရေးရဲ့စနစ်ကိုပြောပြတာ